မင်္ဂလာပါရှင်ဒီနေ့မှာတော့အမကဒီစင်ကာပူ ICA website မှာចောင်းသားတွေအနေနဲ့ ICA visa ကိုပေါ့နော်ဘယ်လိုစစ်ရမလဲဆိုတဲ့အဆင့်လေးကိုအမအနေနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့အမတို့ ICA website ထဲကိုဝင်ရပါမယ်ပြီးသွားလို့ရှိရင်တော့အမအခုပေါ့နော်အဆင့်ဝင်တဲ့အဆင့်လေးကိုပေါ့နော်လိုက်ဝင်လို့ရပါတယ်ပထမဦးဆုံးအနေနဲ့ကကြတော့အမဆိုလာနံပါတ်ကိုထည့်သွားတာပါဒုတိယအနေနဲ့ကကြတော့အမတို့ကိုယ့်ရဲ့ပေါ့နော်နာမည်ကိုထည့်ရမယ်ပြီးသွားလို့ရှိရင်အမတို့ဒီဒိတ်ရောဘက်လေးရွေးရမယ်ပြီးသွားလို့ရှိရင်အမတို့ဒီကိုယ့်ရဲ့ပေါ့နော်နိုင်ငံလေးကိုရွေးရပါမယ်ပြီးသွားလို့ရှိရင်တော့အမတို့အခုစပြီးတော့ login ဝင်မယ်ပေါ့နော် login ဝင်ပွားကြီးဆိုလို့ရှိရင်တော့အမတို့ဒီ view application status ဆိုတာလေးကိုနှိပ်ပါမယ်ပြီးသွားလို့ပေါ့နော်ဒီကိုယ့်ရဲ့ဒီ visa လေးကဒီလိုပုံစံလေးပြရဲဆိုလို့ရှိရင်တော့ဒီចောင်းသားရဲ့ပေါ့နော် visa approve ဖြစ်ပါပြီရှင်ပြီးသွားလို့ရှိရင်တော့အမတို့ကဒီ print out ခံ letter ကိုထုတ်မယ်ထုတ်ပြီးွားလို့ရှိရင်တော့အမတို့ log out ပြန်ပြီးတော့လုပ်လို့ရပါပြီ